ဒီနေ့ပြပေးရမယ်ပြောပြခြင်းနဲ့ topic လေးကတော့ကောင်းလေးတွေဘာကြောင့်အသေးဖွဲရတယ်အဖေကတော့ရှင်းပါကောင်းလေးတွေကကောင်းမလေးတွေရဲ့အကြိုက်ကိုသူတို့ကမတိလို့ပါဘာဖြစ်လဲဆိုတော့ကောင်းလေးအများစုကဘာဖြစ်လဲဆိုတော့သူကခလေးရမ်းဆန်တတ်တယ်ခလေးရမ်းဆန်ဘာဖြစ်လဲဆိုတော့အခုကောင်းမလေးတွေသူကချွဲခြင်းနဲ့သူကချွဲခြင်းအခုကောင်းမလေးအဲ့လိုဖြစ်တယ်ကောင်းမလေးအများစုကဆိုအစာပိုင်းမှာတော့သူသဘောကျကြတယ်နောက်ကြာလာတော့ကောင်းမလေးတွေကအဲ့လာကိုသူက boring ဖြစ်လာသူတို့တွေဟိုဖြစ်လာဟောတနေ့ဒီဟာကြီးပဲတုံးတယ်ဟိုဒီကောင်လေးနဲ့တွဲတာဗျာတစ်နှစ်တန်နှစ်နှစ်တန်နေဘာမှကိုသူတဲ့ရှစ်ဆက်ကိုတဲ့အမရှိတော့ဆိုတော့သူကညင်းဝင်လာတော့အဲ့ကောင်လေးတွေနဲ့တွဲတာသူကဟိုတွဲကျင်တော့မစိတ်ထဲမှာတော့မတွဲကျင်ပြောပြတော့ဘာစိတ်ထဲမှာအပူတကြီးဖြစ်လာအောင်အဲ့ဒါလေးအပူတကြီးများလာတော့ဘယ်လိုဖြစ်လဲများလာတော့နောက်ကျတော့အဲ့ကောင်မကြီးတွေကဟိုနည်းနည်းစိတ်ဆိုးရဖြစ်တယ်စိတ်ဆိုးတော့အဲ့ကောင်လေးတွေကအလိုက်မတိတာအဲ့ဒါလေးဖြစ်တော့နည်းနည်းအဲ့ဟိုဘောနှစ်ကြမ်းများလာတော့အချင်းဟိုပြတ်တဲ့ဆရာဖြစ်တာဂျားတွေကဖျက်လို့ကောင်းလေးနဲ့တွေ့သွားပို့ဆိုတော့ region တစ်ခုကအဲ့လိုမျိုးတွေမှာ break တွေဖြစ်တာများတယ်ဆိုအဲ့လိုမျိုးအဓိကဖြစ်ရကောင်းလေးတွေများလို့ကျွန်တော်ပြောသေးချင်တာကတော့ခလေးရမဆန်တယ်နော်ဘိုင်